United ပြည်သူတွေကိုလွမ်းပို့အောင်လုပ်လိုက်ပြန်တဲ့ Scotland တုပ်ကြီးပြည်သူများလုံးဝမင်္ဂလာများ Red Table တိုင်းကနေပြန်လည်ကြိုလိုက်ပါရင်တကယ်ကြီးတဲ့ကိုတုပ်ကြီးကတော့ Scotland စီဒန်ဆိုတဲ့နာမည်အတိုင်းစီဒန်အောင်အဖေထိုင်ခေါ်ရအောင်ချိန်စွမ်းနေရှေ့ပြနေပါပြီလွတ်တဲ့ငါကြီးတဲ့ United တို့ရဲ့ထုံးစံတိုင်းတုပ်ကြီးတယောက်လဲ Old Trafford နဲ့ဝေးရစီမှာတောက်ပပြနေပြန်ပြီဖြစ်ပါတယ်အင်တာမီလန်အသင်းကရိုမာအသင်းကို1-0နဲ့ရှုံးနေသွားချိန်မှာနာပိုလီအသင်းအနေနဲ့ဒီယိုဂိုမာရာဒိုနာရဲ့ကွင်းမှာဒိုရိုနိုအသင်းကို2-0နဲ့ဘူဒီထောင်တီးခဲ့တာကြောင့်စီးရီးရဲ့အမှတ်ပေးစရာကို3မှတ်ဖြတ်ပြီးတော့ဦးဆောင်နိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်လည်းဒီယာဒီစီးရီးချန်ပီယံဆုဟာအန်တိုနီယိုကွန်တီရဲ့အသင်းဘက်ကိုရွေလျားလာခဲ့ပြီးတော့အခက်မသိရင်တုပ်ကြီးတယောက်နာပိုလီအသင်းနဲ့ပထမဆုံးရာသီမှာတင်စီးရီးဖလားတွေပါတယ်ရယူသွားနိုင်ပါတယ်။အခုလောနာပိုလီအသင်းအခြေအနေကောင်းနေတာဟာတုပ်ကြီးကြောင့်ဖြစ်ပြီးတော့တုပ်ကြီးဟာကွင်းလယ်ဆောင်မတယောက်ဖြစ်ပေမဲ့လိုအပ်ရင်လိုအပ်တယ်လို့အသင်းအတွက်ဂိုးတက်သွင်းနေပါတယ်။ဒိုရီနိုအသင်းနဲ့ပွဲမှာလည်းတုပ်ကြီးဟာပထမပိုင်းမှာတင်နေပယ်သွားတဲ့အတွက်သွင်းကို2ဂိုးကိုသွင်းယူပေးခဲ့တာပါ။ဒါဟာတုပ်ကြီးရဲ့နာပိုလီကစားသမားဘဝ9ဂိုးနဲ့10ဂိုးမြောက်သွင်းဂိုးတွေပဲဖြစ်ပါတယ်။အခုလိုအခြေစွမ်းနေအကြောင်း United ပြည်သက်တွေဟာအခြေဦးထက်မတ်တိုမီနီကိုပို့လွှမ်းနေကြပါတယ်။တုပ်ကြီးဟာပြီးခဲ့တဲ့လတွေအတွင်းကလည်းအီတလီမီဒီယာတွေစီမှာချီကျူးအမွှန်းတင်ခံခဲ့ရသလိုအခုလည်းချီကျူးခံနေရပြန်ပါပြီ။ဒီဝေနေ့ကဒိုရီနိုအသင်းကိုနိုင်ယူခဲ့တဲ့ပွဲအပြီးမှာအီတလီမီဒီယာတွေကတကယ်ကြီးရဲ့ကိုတုပ်ကြီးကိုပါရမီရှင်ဆိုပြီးတော့တုံ့နှုံသွားခဲ့ပါတယ်။ Scott McTominay ကပါရမီရှင်တယောက်ဖြစ်ပါတယ်ဆိုပြီးတော့ Antonio Giordano ကရေးသားသွားခဲ့ပါတယ်။တုပ်ကြီးအားပြီးခဲ့တဲ့နေရာဒီတုန်းက United နဲ့10စုနှစ်2ခုကြာအချိန်ကာလတွေကိုအဆုံးသတ်ပြီးတော့နာပိုလီအသင်းစီပေါင်25.8 တန်းနဲ့အပေးသက်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။တုပ်ကြီးဟာတရနီနေနဲ့လည်းမမေ့နိုင်စရာအခိုင်အတန့်တွေကိုဖန်တီးခဲ့ပြီးတော့တချို့သောပွဲစဉ်တွေမှာဟီးရိုးဖြစ်ခဲ့ပါတယ်။ Scotland ရဲ့စင်အသင်းအတွက်ဆိုရင် McTominay ဟာကွင်းလယ်လူတစ်ဖြစ်လေနောက်ခံလူတစ်ဖြစ်လေတိုက်စစ်မှုတစ်ဖြစ်လေဘတ်စုံအသုံးတော်ခံပေးနေပါတယ်။လက်ရှိ Scotland အသင်းမှာတုပ်ကြီးကအကောင်းဆုံးဖြစ်တယ်ဆိုတာမငင်းပယ်နိုင်တဲ့အမှန်တရားဖြစ်ပါတယ်။တကယ်တမ်းပြောရရင် Scotland အသင်းရဲ့တိုက်စစ်မှုတွေတော့တုပ်ကြီးတော့ဂုဏ်မသွင်းနိုင်ကြပါဘူး။နာပိုလီအသင်းကတော့စီးရီးချန်ပီယံအိမ်မက်ကိုဆက်မှတ်နိုင်ပြီးတော့လက်ကျန်ပွဲစဉ်တွေမှာလက်ချီဂျီရိုနာပါမာကယ်လီဂါရီအသင်းတွေနဲ့ရှင်ပြိုင်သွားရမှာဖြစ်ပါတယ်။တစ်ဖက်မှာတုပ်ကြီးရဲ့အသင်းအောင်ဖြစ်တဲ့ United အသင်းကတော့နာပိုလီအသင်းကနေဂရာဆေးအသင်းကိုငါးတွက်ကစားနေတဲ့ဗီတာအိုစီမန်ကိုခေါ်ယူနိုင်ပွဲမရှိတော့ပါဘူး။အိုစီမန်အနေနဲ့ Old Trafford ကိုပြောင်းရွှေ့မှာမဟုတ်တဲ့အကြောင်းအပြောင်းရွှေ့ဂရုကြီးရိုမာနိုကဖော်ပြသွားခဲ့ပါတယ်။အကြောင်းကတော့အိုစီမန်ဟာတနစ်လောက်အားကယူ12တန်းတောင်းနေပြီးတော့ဘယ်အင်္ဂလန်ကလပ်ကမှအိုစီမန်အတွက်တနစ်တာလောက်အားကယူ12တန်းကိုပေးမှာမဟုတ်ဘူးလို့ဖော်ပြသွားပါတယ်။အိုစီမန်ကနာပိုလီအသင်းမှာလိုမျိုးတနစ်တာလောက်အားကယူ12တန်းနဲ့ကော်မရှင်လိုချင်နေတာပါ။သူ့ရဲ့စာချုပ်ဖြတ်သိမ်းကြီးကယူ85တန်းအောင်ရှိနေတာပါ။အင်္ဂလန်ကလပ်တွေကတော့သူ့အတွက်တနစ်တာလောက်အားကယူ12တန်းမပေးချင်ကြပါဘူးဆိုပြီးတော့ရိုမန်နိုက YouTube channel ကနေပြောသွားပါတယ်။ရိုဘာလီပြိုင်ပွဲကသွင်းကို6ဂိုးပါဝင်ဂရာဆေးအသင်းနဲ့သွင်းကိုပေါင်း30သွင်းယူထားတဲ့အိုစီမန်ဟာမော်ရီညိုရဲ့ဖီနာဘာချီအသင်းကိုတူရကီလိမှာနောက်ကောက်ချထားနိုင်ခဲ့ပါတယ်။နာပိုလီအသင်းကတော့အိုစီမန်ရဲ့စာချုပ်ဖြတ်သိမ်းခြင်း U85 တန်းမှာလက်ဖေးဖို့နဲ့တက်စီဖို့လောက်တော့ရှော့ပေးနိုင်ပေမဲ့သူ့ရဲ့လာစာကသူ့ကိုခေါ်ယူခြင်းတဲ့အသင်းတွေအတွက်အခက်အခဲဖြစ်စေနိုင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။